United Matter Channel ကနေကြိုးဆိုပါတယ်ဆိုတော့ဒီနေ့မှာ Fabrizio Romano အနေနဲ့ Manchester United ရဲ့ကစားသမားတွေအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ပြောသွားတာရှိတယ်အဲ့ဒါလေးတွေကိုဒီဗီဒီယိုမှာဆွေးနွေးခြင်းနဲ့ဆိုတော့သူပြောသွားတဲ့အထက်မှာတော့ Mason Mount နဲ့ Alejandro Garnacho Christopher Nkunku ကြားတဲ့ကိစ္စလေးတွေပြောသွားတယ်ဆိုတော့စလိုက်ပါမယ် Okay ပထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ Mason Mount နဲ့ပတ်သက်ပြီးတော့ United ပရိသတ်တွေစီကနေမေးခွန်းတွေအများကြီးရနေတာရှိတယ်ဒီအပြောင်းအရွှေ့ရာသီမှာဒီ Manchester United အနေနဲ့ Mason Mount ကိုရောင်းသွားမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းတခြားသောကစားသမားတွေကိုခေါ်ယူတဲ့နေရာမှာဒီအလဲအထက်အနေနဲ့အသုံးပြုသွားမလားဆိုတော့မေးခွန်းတွေမေးနေကြတာရှိတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Mason Mount ရဲ့လက်ရှိအခြေအနေ situation ကအရန်ရှင်းတယ်ကစားသမားဘက်ကနေလည်း club မှာဆက်ပြီးတော့နေခြင်းနဲ့ club ဘက်ကနေလည်းသူ့ကိုအလောတကြီးရောင်းချတော့ဖို့ကိစ္စဘာမှမရှိဘူး Mason Mount ကလက်ရှိအချိန်မှာသူ့ရဲ့ကြန့်ခိုင်မှုကိုပို့ပြီးတော့ကောင်းလာအောင်လာမဲ့ဒီယာတီအတွက်ကိုအစင်သင့်ဖြစ်နေအောင်လို့စူးစမ်းပြီးတော့ပြင်ဆင်နေတဲ့ personal trainer တွေငှားပြီးတော့လေ့ကျင့်ရေးတွေတောက်လျှောက်ဝင်နေတာရှိတယ်လာမဲ့ယာတီမှာ Ruben Amorim ရဲ့ကစားကွက်အောက်မှာကောင်းကောင်းခြေစွမ်းပြနိုင်ဖို့ကို Mason Mount ဘက်ကအာယုံအပြည့်အဝစိုက်ပြီးတော့အလုပ်လုပ်နေတယ်ဒီယာတီကျိုးခြေစမ်းပွဲတွေကနေစပြီးတော့လုံးဝ fit ဖြစ်နေအောင်လို့သူ့ဘက်ကစူးစမ်းနေတာရှိတယ်ဒါပေမဲ့အပြောင်းရွှေ့ယာတီကအချိန်ကြီးအများကြီးကြံသေးတယ်အခုမှဂျွန်လတယ်ပဲရှိသေးတယ်ဇူလိုင်ရှိသေးတယ်ဩဂတ်လမှာကြံသေးတယ်ဆိုတော့ဒီကြားထဲမှာဘာတွေဖြစ်လာမလဲဘယ်လို surprise တွေရောက်လာမလဲကတော့ဘယ်သူမှပြောလို့မရသေးဘူးဒါပေမဲ့လက်ရှိအချိန်ဂျွန်လ24ရက်နေ့ဂျွန်လကုန်အထိကတော့အခြေအနေအကုန်လုံးကရှင်းနေတယ်ဘယ် club ကမှလည်း Mason Mount ကိုဝယ်မယ်ဆိုပြီးတော့အတန်ထွက်နေတာမျိုးမရှိသလိုကစားသမားဘက်ကနေလည်းဒီအသင်းပေါ်မှာပဲအပြည့်အဝအာရုံစိုက်ပြီးတော့လှုပ်နေပါတယ်ဆိုတော့ဒုတိယအကြောင်းအရာကတော့ Manchester United က Alejandro Garnacho နဲ့ Chelsea က Christopher Nkunku တို့ကြားတဲ့ကစားသမားအလဲအလှယ်ကစားသမားအလဲအထက်အပြောင်းအရွှေ့တွေဖြစ်သွားနိုင်မလားဆိုတဲ့မေးခွန်းတွေလည်းကြားနေရတယ်ဆိုတော့အဲ့ဒီကိစ္စကိုပြောမယ်ဆိုရင်ပြီးခဲ့တဲ့2024ဒီ December January စောင်းရသည့်အပြောင်းအရွှေ့ကာလကနေစပြီးတော့ပြောရမယ်အဲ့ဒီချိန်တုန်းက Manchester United က Christopher Nkunku ကိုစိတ်ဝင်စားခဲ့တယ် Chelsea ကလည်းတောင်ပန်ကစားသမားလိုနေတာဖြစ်တဲ့အတွက်အဲ့ဒီချိန်မှာ Alejandro Garnacho ကသူတို့ရဲ့ list ထဲမှာရှိနေတယ်ဒါပေမဲ့အဲ့ဒီအပြောင်းအရွှေ့ကဘာမှဖြစ်မလာခဲ့ဘူးဘာကြောင့်လဲဆိုရင် Chelsea မှာလည်းသူ့ရဲ့တခြားသောဦးစားပေးရတဲ့ကိစ္စတွေရှိသလို Manchester United ကလည်း Christopher Nkunku ကိုအငှားနဲ့ပဲခေါ်ယူခြင်းပြီးတော့အပီးသက်ဝယ်ယူဖို့စိတ်ကူးမရှိဘူးဆိုတော့ကစားသမားက Chelsea ကနေထွက်ချင်တယ် Chelsea မှာကစားခွင့်လုံလောက်မရတဲ့အတွက်ကြောင့်မလို့ Nkunku ကအသင်းပြောင်းချင်တယ်ဒါပေမဲ့အပြောင်းအရွှေ့ကဒီအငှားနဲ့တော့ तू ကမပြောင်းချင်တယ်လို့အသင်းကလည်းသူ့ကို permanent deal နဲ့ပဲအပီးသက်ရောင်းချချင်တယ်ဒါကြောင့်မို့လို့ဒီ January အပြောင်းအရွှေ့မှာတော့ဒီအပြောင်းရွှေ့ကိစ္စတွေအဖြစ်မလာခဲ့ဘူးဆိုတော့အခုအချိန်မှာတော့ club အသင်းနှစ်ဖက်လုံးကစားသမားတွေရဲ့အခြေအနေကိုကောင်းကောင်းပြီးနားလည်ထားတယ်။ Nkunku ကလည်းအသင်းကနေထွက်ချင်တယ်။ Chelsea ကလည်းသူ့ကိုရောင်းမယ်။ဒါကြောင့်မို့လို့ Nkunku ကဈေးကွက်ထဲမှာရှိနေတယ်။တစ်ဖက်မှာလည်း Garnacho ကအသင်းကနေထွက်မယ်။ Manchester United ကလည်းသူ့ကိုရောင်းမယ်ဆိုတော့ဈေးကွက်ထဲမှာရှိနေတယ်။အခြေအနေချင်းကအတူတူပဲလို့ပြောလို့ရတယ်။ဒါပေမဲ့ပြောရမယ်ဆိုရင်အခုလက်ရှိအခြေအနေ club အသင်းနှစ်ခုကြားထဲမှာဘာမှတိကျတဲ့ဆွေးနွေးပြောဆိုမှုတွေပြုလုပ်ထားခြင်းမရှိသေးဘူးအပြင်မှာကြားနေရတဲ့ဒီသတင်းတွေအကုန်လုံးကကောလာဟာလာဆိုတဲ့အဆင့်မှာပဲရှိသေးတယ် Manchester United ကလည်းအခုချိန်မှာ Christopher Nkunku ကသူတို့ရဲ့ဦးစားပေးမဟုတ်ဘူးသူတို့ရဲ့ပထမဆုံးဦးစားပေးက Brian Mbeumo နဲ့အပြောင်းအရွှေ့ကိုအပီးသက်ဖို့ပြီးသွားရင်နံပါတ်6တိုက်စစ်မှုတစ်ယောက်ကိုရှာဖို့ဆိုတော့ Chelsea ကလည်း Alejandro Garnacho ကသူတို့ရဲ့ဦးစားပေးမဟုတ်နေဘူးသူတို့ဒီ Borussia Dortmund က Gaiden ကိုခေါ်ဖို့အတွက်ကိုသူတို့စူးစမ်းပြီးတော့ဆောင်ရွက်နေတယ်ဒါကြောင့်မို့လို့ Nkunku နဲ့ Garnacho တို့ကြားတဲ့ကစားသမားအလဲထက်အပြောင်းအရွှေ့ကအခုချိန်ထိဘာမှဖြစ်မလာသေးပါဘူးအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်